ဒီမှာတော့ formula ကို copy ကူးထားတာမဟုတ်ဘူး values တွေပဲ copy ကူးထားတာဖြစ်တဲ့အတွက်ဒီမင်္ဂလာပါအခု exam မှာ copy ကူးတဲ့အခါ formula တွေပါအောင် copy ကူးတာနဲ့ formula မပါဘဲနဲ့ data ကြီးပဲ copy ကူးတာကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်အခုဒီမှာကြည့်လိုက်ရင်ညီမတို့ကဒီမှာ product ရှိတယ် price ရှိတယ် quantity ရှိတယ် amount ရှိတယ်ပေါ့နော် amount ကိုကြည့်လိုက်မယ်ဆိုရင်ညီမတို့က amount နေရာမှာ set ခွက်ထားမယ် formula bar မှာကြည့်လိုက်ရင် amount ဆိုတာက C column နဲ့ C column မြောက်ထားတာဖြစ်ပါတယ် price နဲ့ quantity နဲ့မြောက်ထားတာပေါ့နော်ဟုတ်ပြီသူ့ကို copy ကူးမယ် copy ကူးတဲ့အခါမှာညီမတို့ကဒီ formula ကိုပါအောင် copy ကူးတာနဲ့ value စီပဲ copy ကူးတာကိုဘာကွာလဲလုပ်ပြပေးသွားမယ်နော်ဟုတ်ပြီဆက်လက်မှတ်လိုက်မယ်ဆက်လက်မှတ်လိုက်ပြီးတော့ home tag က copy ကိုနှိပ်လိုက်မယ်ပြီးရင် sheet သစ်ခေါ်လိုက်မယ် paste ထားမယ်ပေါ့နော် paste ထားတဲ့နေရာမှာ paste ကိုဖွင့်လိုက်မယ်ဒီ paste ကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျမတို့ကသူကအကုန်ပါမယ်ပေါ့နော် column width ကလွယ်ပြီးအကုန်ပါမှာဒီမှာ formula လည်းပါမယ်เนาะဒီ amount မှာ set ခွက်ချလိုက်ရင်ဒီမှာ formula ဘာမှာ formula လည်းပါမယ်ဒီလိုမျိုးcolor ချဲထားတာတွေလည်းပါမယ် number formatting တွေပေါ့เนาะ dollar sign တွေ comma ဖြတ်ထားတာတွေလည်းပါမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်နေရာမှာ set ခွက်ချမယ်ဒီမှာ paste ကိုဖွင့်မယ်ဘာနဲ့လုပ်မလဲဆိုရင်ဒီခါကျတော့ formula ကိုပဲကူးကြည့်မယ်ပေါ့เนาะ formula ကိုနှိပ်လိုက်မယ်အဲဆိုရင်တော့ကျမတို့က color ချဲထားတာတွေမပါတော့ဘူး dollar sign တွေမပါတော့ဘူးเนาะဒါပေမဲ့သူက values တွေပါမယ်ဒီမှာ formula လည်းပါမှာဖြစ်တယ်เนาะ amount က formula လည်းပါမှာဖြစ်တယ်ဟုတ်ပြီနောက်တစ်နေရာမှာ set ခွက်ချမယ် page ထဲကနေဒီခါကျရင်တော့ values နဲ့လုပ်ကြည့်မယ်เนาะ values ဆိုရင်တော့သူကဒီမှာတန်မိုးတွေကတော့ပါမယ် values ဖြစ်တဲ့အတွက် values တွေပါမယ် formula ကတော့မပါတော့ဘူးamount နေရာမှာ set ခွက်ချကြည့်မယ် formula ဘာမှသွားကြည့်လိုက်ရင်သူကတန်မိုးဝဲမြာမှာဖြစ်တဲ့ formula မပါတော့ဘူးပေါ့เนาะသူက values တွေဖြစ်တဲ့အတွက်ဒီ number formatting လို့ခေါ်တဲ့ dollar sign တွေ comma ဖြတ်တာတွေလည်းပါမှာမဟုတ်ဘူးဒီ cell formatting ပေါ့เนาะ color ချဲထားတွေလည်းပါမှာမဟုတ်ဘူးเนาะသူက formula လည်းမပါတော့ဘူး formula လည်း copy ကူးပေးမှာမဟုတ်တော့အဲ့တော့ဒီမှာဘာကွာလဲပေါ့ဒီ formula ကို copy ကူးတာနဲ့ဒီမှာ values တွေပဲကူးတာကဘာကွာလဲဆိုရင်ကျမတို့ဒီမှာဒါက formula ကိုကူးထားတာเนาะဒါဆိုရင်တန်မိုးပြင်လို့ရပါတယ် formula ကို copy ကူးတယ်ဆိုတာက purchase quantity ကိုကိုယ်ကပြင်လိုက်မယ်เนาะဆောင်းက80အခု50ပြင်လိုက်မယ်ဆိုရင် amount ကလည်း formula ပါတဲ့အတွက်ဘာဖြစ်သွားမလဲအလိုလျောက်ပြောင်းသွားမှာဖြစ်ပါတယ်ဒီမှာတော့ formula ကို copy ကူးထားတာမဟုတ်ဘူး values တွေပဲ copy ကူးထားတာဖြစ်တဲ့အတွက်ဒီတန်မိုးတွေကိုပြင်လိုက်ရင်သူက amount ကအလိုလျောက်တက်ပြီးမှာမဟုတ်တော့ဘူးပေါ့နော်နောက်မှပြင်မယ်ဆိုရင်တော့ဒီ values တွေနဲ့ copy ကူးထားတာကနောက်မှကဏ္ဍတွေပြင်မယ်ဆိုရင်တော့ရမှာမဟုတ်တော့ဘူးပေါ့နော်သူကအရင်တိုင်းပဲမပြင်ဘူးဆိုမှ values တွေကအဆင်ပြေမှာဖြစ်ပါတယ်